ဇလန်းစာမတွေမြင်လိုက်ရမှာကချီဇူကီဆိုတဲ့ကောင်မလေးသူကတခြားဘာကူမှစောက်ကြီးမဆိုင်ဘူးစာချက်ဖို့ပဲတီးတယ်စာချက်ဖို့ပေါ့ဒါပေမဲ့တူဘေကခုံမှထိုင်ရမယ်ယိုချီတာဟာရူဆိုတဲ့ကောင်ကတော့ကြောင်းတော့မလာဘူးဘာလို့လဲဆိုတော့ကြောင်းစာဖွင့်တဲ့နေ့မှာတင်လူတချို့ကိုစောက်ရမ်းတွေရိုက်လွတ်လိုက်လို့ကြောင်းထုတ်ခံထားရတာအဲ့ဒီဟာရူဆိုတဲ့ကောင်ကတကယ်တော့လူတက်တမလို့နာမည်ကြီးနေတာသူထိုးထားတဲ့လက်သီးရတွေကအခုထိအဆောက်အဦမှာရှိနေတော့မယ်ဒါပေမဲ့ချီဇူကူကတော့အဲ့ဒါတွေကိုစောက်ကြီးမဆိုင်ဘူးသူအတွက်ကတော့စာမေးပွဲမှာအမတ်ကောင်းမှုကပဲအဓိကဖြစ်တယ်တနေ့တော့ဆီယာမကချီဇူကူကိုအလုပ်တစ်ခုခိုင်းလိုက်တယ်အဲ့ဒါကတော့ကြောင်းထုတ်ခံထားရတဲ့ဟာရူစီကိုစောက်တွေတွားဖို့ပေးဖို့ပဲချီဇူကူတယောက်ဟာရူရှိတဲ့နေရာရောက်သွားတော့ဟာရူကကြောင်းကလွတ်လိုက်တဲ့တချို့ဆိုပြီးထင်ပြီးတော့ရင်းဘောကနေခုံချပြီးတာနောက်တော့ဟာရူကမင်းငါစီလာတာတငယ်ချင်းမလို့လားဆိုပြီးလာမေးတယ်ဟာရူဆိုတဲ့ကောင်ကအပြင်ဘက်ကကြမ်းပေမဲ့တကယ်တော့တငယ်ချင်းငတ်နေတဲ့ကောင်ဖြစ်နေတာသူကချီဇူကူကိုငါတို့တငယ်ချင်းတွေတော့ဆိုပြီးချက်ချင်းကြီးခင်တွားလိုက်တာပဲချီဇူကူကတော့သူ့ကိုတငယ်ချင်းလို့မတက်မှတ်ပေမဲ့ဟာရူကတော့စောင်းကိုကတ်နေပါပြီဟာရူကလူယုံလွယ်တဲ့ကောင်ပြသူ့ပတ်ဝန်းကျင်မှာရှိတဲ့ကောင်တွေကတူးစီကပတ်စံကိုပဲဆောက်တယ်လို့ဖြုံးနေဖို့ကြံနေကြတာချီဇူကူကအဲ့ဒါကိုမြင်တော့ဒီလိုကောင်တွေကတငယ်ချင်းမဟုတ်ဘူးမင်းကအားတာပဲဆိုပြီးအမှန်တိုင်းပြောချလိုက်တယ်အဲ့ဒီမှာဟာရူကစိတ်တူပြီးချီဇူကူပေါ့ကိုကိုကာကိုလာတွေလောင်းချလိုက်တာချီဇူကူကလည်းမခံဘူးသူတောက်နေတဲ့နှုတ်အိမ်နဲ့ပြန်ပတ်ပြီးထွက်ပြေးလာခဲ့တယ်နောက်တော့ချီဇူကူတီးလိုက်ရတာကဟာရူကတကယ်တော့စင်ကောင်းတဲ့ကောင်ဖြစ်နေတာပဲဟာရူကိုပတ်စံတောင်းပြီးတုံချနေတဲ့ကောင်တွေစီကိုချီဇူကူတယောက်တည်းတွားပြီးရင်ဆိုင်တယ်အဲ့ဒီကောင်တွေကချီဇူကူကိုရန်လို့ဖို့ကြံတော့မှဟာရူကရောက်လာပြီးငှက်တရက်ကြီးကိုမထိနဲ့ဆိုပြီးအဲ့ဒီစောက်အန်းကောင်တွေကိုတယောက်ချင်းစီဆွဲထိုးပစ်လိုက်တယ်အဲ့ဒီမှာတင်ချီဇူကူကဟာရူရဲ့စိတ်ရင်ကိုတိသွားပြီးသူတို့နှစ်ယောက်တကယ်ခင်သွားကြတာဒါပေမဲ့ဟာရူကစောက်အန်းကိုထူးဆန်းတာသူကချီဇူကူကိုငါမင်းကိုချစ်တဲ့ဆိုပြီးဘုံစားကြီးဝန်ခံလိုက်တယ်ချီဇူကူကတော့ကြောင်သွားတာပေါ့ဟာရူကကြောင်းပြန်တက်လာတော့လေလူတွေကသူ့ကိုကြောက်နေကြတော့မယ်သူကတခုခုဆိုလက်ပါချင်နေတဲ့ကောင်ဆိုတော့ချီဇူကူကပဲဘေးကနေထင်းပေးနေရတယ်စာကြနေတဲ့ချီဇူကူကိုနောက်ဆက်လိုက်ရန်ဖြစ်လိုက်နေဟာရူရဲ့လိုရက်တွေကစောက်အန်းကိုအမြင်ကက်စရာကောင်းပြီမဲ့ချီဇူကူကတော့သူ့ကိုစိတ်မဆိုးနိုင်တော့ဘူးအဆုံးနားမှာတော့ဟာရူကစာတော်တဲ့ကောင်ဖြစ်နေတာကိုချီဇူကူတိရတယ်သူကပထမနေ့တုန်းကကြောင်းမှာအမတ်အများဆုံးရတဲ့သူဖြစ်ခဲ့တာအဲ့ဒါကိုသိလိုက်ရတဲ့ချီဇူကူတယောက်စောက်အန်းကိုဒေါ်ရထွက်သွားတယ်သူကစာကိုအတေလဲကြက်နေရတာဟိုကောင်ကတော့ဘာမှမလုပ်ပဲတော်နေတာ哦ဒါပေမဲ့ဟာရူကတော့ချီဇူကူနောက်ကိုပဲတကောက်လိုက်နေတော့မယ်နောက်ဆုံးမှတော့ဒီနှလုံးသားမရှိတဲ့စာကြပိုးမှလည်းချီဇူကူတောင်းမှဟာရူကြောင့်စိတ်လှုပ်ရှားလာရပြီးသူတို့နှစ်ယောက်ရဲ့ထူးဆန်းတဲ့ပတ်သက်မှုကစတင်တော့ပါတော့တယ်ကြောင်းချိန်ပြီးတော့ချီဇူကူနဲ့ဟာရူတို့တိုက်ဆိုင်မှာထိုင်ပြီးအတီလေးကိုအစားတောက်တွေမာနေကြတယ်ချီဇူကူကလည်းဘာတွေစာမချေဖြစ်နေလဲမသိဘူးစလိုက်တာမှဖင်ပိတ်အောင်ပဲဟာရူကတော့မင်းအစိုးရလေအများကြီးစားထားတာမဟုတ်လားလို့မေးယူရတယ်ချီဇူကူကတော့ခေါင်းမမာနေပဲငါလည်းမသိဘူးဟာတခုခုဆိုစဉ်းစားနေရင်ကိုဘိုက်ကစားလာတာဆိုပြီးတောက်လျှောက်ကိုဆွေးနေတော့တာပါပဲအဲ့ဒီမှာဟာရူကငါနဲ့သူရှိနေရင်အကုန်လုံးကစားလို့ကောင်းတယ်မလားဆိုပြီးအချက်တုတ်ကီပြလိုက်တဲ့အခါမှာတော့ချီဇူကူလေးချက်ပြသွားပြီးထက်တော့မာလိုက်သေးတယ်နောက်တစ်ခါမှတော့ချီဇူကူတယောက်သူတို့အိမ်ကဟင်းဟင်းရွက်ဆိုင်မှာအလုပ်ကိုလုပ်နေတော့အဖေဖြစ်သူကလာပြီးရှီမုန်းနေတယ်ဒါပေမဲ့ချီဇူကူကတော့စိတ်ထဲမှာတမျိုးကြီးဖြစ်နေခဲ့တာပါဟာရူနဲ့ပတ်သက်ပြီးသူ့စိတ်ထဲမှာတခုခုလွဲချော့နေတယ်လို့ခံစားနေရတာပေါ့နောက်တော့ဟာရူနဲ့အတူကြောင်းဆင်းချိန်မှာချီဇူကူကသူ့ရဲ့အမတ်စင်ကိုကြည့်လိုက်တော့မှဟာရူကသူ့ထက်အမတ်ပိုများနေတာကိုတွေ့လိုက်တယ်ဟာရူဆိုတဲ့ကောင်ကညံကြီးရှင်ပေမဲ့စောက်ကြီးဖြစ်နေခဲ့တာပါပဲအဲ့ဒီချိန်မှာပဲမိုးကစောက်အန်းတွေရွာချလာပါတော့တယ်သူတို့နှစ်ယောက်မိုးခိုးနေတော့မှဟာရူကချီဇူကီနာကိုအရန်ကက်လာတော့ချီဇူကူတယောက်ရင်းနေခုံပြီးကြောက်တော့ကြောက်လာတယ်ငါဒီကောင်ရုပ်တကယ်ပဲကြက်နေတာလားဆိုပြီးဝူခဲမရဖြစ်နေချိန်မှာပဲမင်းကလေးတယောက်ဘုံကနေလဲကျလာတယ်သူ့နာမည်ကနာဆူမီတဲ့ကြည့်ရတာတော့စာအတင်ညံ့တဲ့ပုံစံပါပဲချီဇူပြုပြီးငါ့ကိုစာတင်ပေးပါအောင်ဆိုပြီးလာတနာခံတော့တာပါဒီနာဆူမီဆိုတဲ့ကောင်မလေးကလည်းအစားဆိုရင်တေးပဲဟာရူကတော့မင်းကလေးတွေကအစားတောက်ကိုတကယ်ကိုကြိုက်ကြတာပဲလို့ပြောရတယ်နာဆူမီကတူစာမေးဝဲကြရင်တငယ်ချင်းတွေနဲ့လဲလို့မရတော့မှမို့လို့ချီဇူကူကိုအတင်းကူညီခိုင်းတယ်ချီဇူကူကတော့ပညာရေးဓမ္မဆိုတော့တစ်ချက်ပဲကြည့်လိုက်တယ်နာဆူမီရဲ့အမတ်က0တဲ့တမတ်တောင်မပါဘူးချီဇူကူကဒါကတော့ငါမတတ်နိုင်ဘူးဆိုပြီးညင်းလိုက်ပေမဲ့ဟာရူကတော့ငါမင်းကိုတင်ပေးမယ်လေဆိုပြီးဝင်ပါလာပြန်တယ်ဟာရူကစာတင်ပေးနေတာကိုချီဇူကူကဘေးကနေကြည့်ပြီးဒီကောင်ကတခြားလူတွေနဲ့တကယ်ပဲရောနှောကျင်နေတာပဲလို့တွေးနေခဲ့တာပေါ့အဲ့ဒီမှာဟာရူကချီဇူကူကိုငါမင်းနဲ့ပဲအတူရှိနေတာမင်းကငါအတွက်အထူးခြားဆုံးပဲလို့ပြောလိုက်တဲ့အခါချီဇူကူတယောက်ရင်းတွေပြောင်းဆန်တွားခဲ့ရပြန်ပါတယ်နောက်တော့ဆဆာရန်ဆိုတဲ့တယောက်ရောက်လာပြီးချီဇူကူကိုငါမင်းကိုကြိုက်တယ်လို့လာနှောက်နေသေးတယ်ဒါပေမဲ့သူကတကယ်တော့ဟာရူကြောင်းပြန်တက်အောင်ချီဇူကူဘယ်လိုလုပ်လိုက်တာလဲဆိုတာကိုသိချင်နေတာပါချီဇူကူကတော့ဟာရူကတငယ်ချင်းတွေလိုချင်နေုံတင်ပါလို့ဗီယိုလေးပဲပြန်ဖြေလိုက်တယ်ကြောင်းထဲမှာတော့ချိုးချက်ခန့်နေတာပဲဟာရူကလည်းသူ့ရဲ့ကြက်ကြီးကိုပိုက်ပြီးဆီယမ်မတွေစီကနေပြေးလွှားနေရတယ်နာဆူမီကလည်းကြောင်းကအလကားပါအင်တာနက်ပေါ်ကဘွားကမှတကယ်ဆိုပြီးပြောနေပြန်ရောချီဇူကူကတော့လူတွေကိုနားမလည်နိုင်ပေမဲ့သူတို့ခံစားချက်ကိုတော့စာနာပေးခဲ့တယ်နောက်ဆုံးတော့သူတို့ထညဘက်အထိစာသူတို့လောက်ကြရင်နာဆူမီလည်းစာမေးပွဲအောင်သွားခဲ့ပါပြီဒါပေမဲ့ပြဿနာကဟာရူကနာဆူမီရဲ့တငယ်ချင်းတွေကြားထဲမှာရန်တော်ဖြစ်လိုက်လို့နာဆူမီလည်းသူ့တငယ်ချင်းတွေနဲ့အဆင်မပြေဖြစ်သွားခဲ့ရတယ်နောက်ဆုံးတော့ဟာရူနဲ့ချီဇူကီတို့နှစ်ယောက်တည်းကြောင်းရဲ့ခေါင်မိုးပေါ်မှာအေးစီစီရှိနေကြတာပေါ့ချီဇူကူကဟာရူရဲ့ပေါင်ပေါ်မှာအိပ်ပျော်နေတော့ဟာရူကသူ့ကိုစိုက်ကြည့်နေပြီးမင်းကအရန်ရှိဖို့ကောင်းလို့ငါကြည့်နေတာလို့ပြောလိုက်တယ်အဲ့ဒီချိန်မှာပဲချီဇူကူတယောက်ရုတ်တရက်ငါရင်ကစာမေးပွဲထဲမှာပဲနေခဲ့တာဒါပေမဲ့အခုတော့ငါမင်းကိုတကယ်ကြီးကိုမျက်နှာနေပြီထင်တယ်လို့ပြောလိုက်တယ်ချီဇူကူတယောက်သူပြောလိုက်တဲ့စကားကြောင့်မို့အတွေ့လွန်နေပါပြီနောက်တော့သူပြောထားတဲ့စကားကိုချက်တာနဲ့ငါစတာပါဆိုပြီးစကားကိုပြန်ပြောင်းပြောလိုက်တယ်ဒီခိုက်တန်လေးပြီးတော့ပြီးဒီကြားတဲ့ဟာရူစီမှာကန်းနေတဲ့နာဂိုယာဆိုတဲ့ကြက်ကလေးရှိနေသေးတယ်အဲ့ကြက်ကိုဟာရူကဖမ်းထားပြီးချီဇူကူကိုစနောက်နေတာငါ့ကိုလာမရှုံးနေတော့လို့ချီဇူကူကအော်နေပြီမဲ့ဒီကောင်ကတော့လုံးဝကိုမရဘူးနောက်တော့ကြောင်းအုပ်ကြီးကလည်းဘလုံးမခွင့်မပြုနိုင်ဘူးဆိုတော့တီးနေကြပြီမဲ့လေအားလုံးကတော့ပြောနေကြတာပဲအဲ့ဒီမှာဟာရူကအကြံတစ်ခုထုတ်လိုက်တယ်ငါတို့ကနာဂိုယာကြက်အတွက်ကြက်ရင်တလုံးစောက်ပေးရမယ်တဲ့ဒီတော့ဘေးကနာဆူမဲကလည်းကူညီမယ်ဆိုပြီးစရင်တွေအကုန်ချပြထားတာပဲဘာတွေလို့လဲဘာတွေဝယ်ရမလဲပေါ့ဒါပေမဲ့ပြဿနာကဘယ်သူမှကြက်အိမ်မဆောက်တတ်ကြဘူးအဲ့ဒါကိုနာဆူမဲကအင်တာနက်ကကြီးလုံးမယ်ဆိုပြီးအတီးပေါက်ပြောတာဟာရူကလည်းချက်ချင်းပဲပစ္စည်းတော်ဝဲမယ်လုံနေတာပေါ့ဒါပေမဲ့ချီဇူကူကတော့ဟာရူရဲ့အရင်ကစကားတွေကိုပြန်စဉ်းစားပြီးငါလိုက်တော့အတင်လားဆိုပြီးဇဝေဇဝါဖြစ်နေတော့မယ်နာဆူမဲနဲ့ဆဆာဟာရာတို့အရင်ရောက်နေကြတယ်အဲ့ဒီမှာမီဆိုယိုရှိဟာရူရဲ့အကိုကိုတွေးလိုက်ရတယ်သူကလူတယောက်ကိုပတ်စံပေးနေတာအဲ့ဒီလူထွက်သွားတော့မီဆိုယိုရှိကနောက်တစ်ခါထမ်းမလာနဲ့လို့ပြပြတတာပြောလိုက်တယ်မတီးတဲ့လူကိုအဲ့လိုပတ်စံမပေးတင်
ရင်ဘူးလို့ဝင်ပြောလိုက်သေးတယ်အဲ့ဒီချိန်မှာချီဇူကူရောက်လာတယ် sorry တော့ငါမောင်ကငါနိုဇက်ကိုရက်ခွဲလိုက်လို့နောက်ကျသွားတာတယ်ပစ္စည်းဝယ်ဖို့လုပ်ကြတော့ဟာရူကဈေးကြီးတဲ့ကြက်အိမ်ကိုပဲစုဝက်ချင်နေတာဒါကြီးကလမ်းနဲ့ကွာတယ်နာဆူမေကတော့စောက်ဝမ်ဈေးကြီးတယ်မဝင်နိုင်ဘူးလို့ပိတ်ဟောက်လိုက်တယ်အဲ့ဒီတော့မှကိုရိုင်းဆောက်ဖို့ပစ္စည်းတွေပဲခြာကြတော့တာပေါ့အဲ့ဒီမှာတင်ပြဿနာကစတာချီဇူကူပစ္စည်းချနေတော့လူတယောက်နဲ့တိုက်မိသွားတယ်အဲ့ဒါဘာတူလဲဆိုတော့ယာမာကနဲ့သူ့အပေါင်းမလူမိုင်းအုပ်စုသူတငယ်ချင်းကိုလမ်းနောက်ချက်တဲ့ကောင်းတွေကိုရှင်းအောင်နဲ့ကောက်ပေါက်လိုက်တယ်ထွက်ပြေးဖို့ကြိုးစားပေမဲ့ချီဇူကူကတော့ကြောက်လုံးခြေထောက်တွေတုံပြီးကြံခဲ့တာယာမာကနဲ့အဖွဲကချီဇူကူကိုလောင်ပြောင်းနေတော့ဟာရူကပြောင်းလာပြီးပပဆက်ဆက်လက်ဒီနဲ့ထိုးထည့်လိုက်တယ်အဲ့ဒီနောက်မှာတော့သူတို့တွေအေးစစ်စစ်ပြန်ဖြစ်သွားပြီးကြက်အင်ကြီးဆောက်ပြီးသွားတယ်အိမ်ပြန်လမ်းမှာဟာရူကချီဇူကူကိုပြောတယ်မင်းနဲ့တွေ့ရတာငါဘွားရဲ့ကံအကောင်းဆုံးအချိန်ပဲတဲ့ဒီစကားကြောင့်ချီဇူကူရင်တွေခုန်သွားရပြန်တယ်ချီဇူကူကဟာရူကိုတဘောကျနေပြီဆိုတာတိလာပေမဲ့ဟာရူရဲ့တဘောကျပုံကတရိတ်ဆန်လေးတွေကိုတဘောကျသလိုမျိုးဖြစ်နေမလားဆိုပြီးစိတ်ပူနေတာအဆုံးတက်မှာတော့ချီဇူကူကဟာရူအိပ်ပျော်နေတာကိုကြည့်ပြီးမင်းကတကယ်ကိုကြောက်တဲ့ကောင်းမဲလို့တွေးနေရင်တကားပိတ်ပြီးထွက်သွားတော့တာပါပဲနောက်နေ့မှဟာရူရဲ့မျက်နှာကတခုခုကိုကြောက်လန့်နေတယ်လို့ပဲချီဇူကူမင်းအိမ်ကစောင့်ရထူးဆန်းနေတယ်ဘာဖြစ်လို့လဲဆိုတော့ညကအိတ်နေတော့တဲယောက်ကနိုးလို့မျက်လုံးဖွင့်ကြည့်လိုက်တော့ကလေးတယောက်ကသူ့ကိုစက်ကြည့်နေလို့ပါတယ်ချီဇူကူကတော့အေးဆေးပဲအော်အဲ့ဒါငါမောင်လေးထာကူယာဖြစ်မှာပါလို့ပြန်ပြောလိုက်တယ်ချီဇူကူအဖေကလည်းမင်းကတော့ဒီအိမ်မှာအတော်လေးနှမ်းဆန်းနေပြီပဲဆိုပြီးဟာရူကိုခဏနောက်ပြောလိုက်သေးတယ်အဲ့ဒီနောက်ကျောင်းမှာဆာမူဝဲအမတ်တွေထွက်လာတော့ချီဇူကူတယောက်မျက်နှာပြတ်သွားတယ်သူကဒုတိယဟာရူကပထမတဲ့အမြဲတမ်းစာပေလုပ်နေတဲ့ချီဇူကူအတွက်တော့ဒါကစောက်ရန်ကိုစိတ်တူစရာပဲအဲ့ဒီချိန်မှာနာဆူမဲရောက်လာပြီးချီဇူကူကိုအမတ်တွေကောင်းနေဆိုပြီးလာမြောက်ပင်ပေးတယ်ပြီးတော့နွေရာဒီပိတ်ရဲ့အကြောင်းစကားဆလိုက်တော့ချီဇူကူကဆာမူဝဲအတွက်စာပေလုပ်ရှင်တာဒါပေမဲ့ဟာရူကတော့ခေါင်းထဲမှာရီကူးဝဆုံတွေပဲရှိနေပြီငါရီကူးဝဆုံတွေကိုစောက်ရန်ကြိုက်တယ်လို့အော်ပြောလိုက်လို့အားလုံးဟိုက်သွားကြတယ်အဲ့ဒီမှာစာကြီးတိုင်းမှုဖြစ်တဲ့ဆဆာဟာရာရောက်လာပြီးကျောင်းမှာပွဲတော်လုပ်မဲ့အကြောင်းလာပြောပါတယ်ဟာရူကကျောင်းမှာစောက်ရန်ကိုနာမည်ကြီးလာတာဗျအရင်ကရန်ခဏခဏဖြစ်တဲ့လူမကြီးကနေအခုတော့ကောင်းမလေးတွေဝိုင်းဝိုင်းလေးနေတဲ့အိုင်တော်ဖြစ်နေပြီဒါကိုမြင်ရတဲ့ချီဇူကူကတော့ရင်းထဲမှာတမျိုးကြီးပဲနာဆူမေကလည်းနှင့်ပြိုင်မဲ့တွေများလာပြီနော်ဆိုပြီးချီဇူကူကိုလာဆန်းအောင်နေသေးတယ်ဒါပေမဲ့ဟာရူရဲ့စိတ်ထဲမှာတော့ချီဇူကူတယောက်ပဲရှိတာပါဟာရူကကောင်းမလေးတွေကဝိုင်းပြီးမုံတွေကျွေးနေတော့မှကောင်းမလေးတယောက်ကအနားကိုလာပြီးတခုခုပြောပြီးထွက်သွားတယ်အဲ့ဒါဟာရူရဲ့တငယ်ချင်းဟောင်းတွေသူတို့ကကောင်းမလေးတယောက်ကိုဝိုင်းပြီးအနာကျင်းနေတာကိုဟာရူမြင်သွားတယ်အဲ့ဒီမှာဟာရူစောက်အန်ကိုဒေါ်လာထွက်သွားတာပဲမင်းတို့ကဘသူကအခွင့်အရေးပေးထားလို့တခြားလူကိုနှိမ့်ဆက်နေတာလဲဆိုပြီးအဲ့ဒီကောင်တွေကိုအတကောင်လွတ်ကျိတ်တော့တာပဲဟာရူရဲ့ယူသွင်းနေတဲ့ပုံစံကိုမြင်တော့ဘေးကလူတွေပါကြောက်ကုန်ကြတယ်အဲ့ဒီချိန်မှာချီဇူကူရောက်လာပြီးဟာရူရဲ့လက်ကိုဆွဲခေါ်သွားတယ်ဆရာတွေလာနေပြီးဆိုပြီးတော့ဟာရူကတော့စိတ်မကောင်းဖြစ်နေတော့ပဲငါလူကောင်းဖြစ်အောင်ကြိုးစားနေရတောင်ဘာလို့လူတွေကငါ့ကိုဒီလိုပုံစံနဲ့ပဲကြီးနေကြတာလဲလို့ချီဇူကူကိုမေးတယ်ချီဇူကူကငါတိတယ်မင်းကတကယ်တော့စိတ်ဓာတ်ကောင်းတဲ့လူပါဆိုပြီးနေ့သိပေးလိုက်တော့မှဟာရူမျက်နှာလေးပြန်ပွင့်သွားတယ်ပြီးတော့ဟာရူကဒါဆိုငါတို့နှစ်ယောက်တည်းအပြင်တွားကြမလားလို့မေးတော့ချီဇူကူကလည်းတဘောတူလိုက်တယ်အဲ့ဒီနောက်မှာတော့တို့အုပ်စုလိုက်ငါဖန်တွားကြတာပေါ့အဲ့ဒီမှာမီဆူယိုချီဆိုတဲ့လူကြီးကိုတွေးလိုက်တယ်သူကဟာရူရဲ့ဝမ်းခွက်အကူပါဟာရူထဲအတက်အများကြီးကြီးပေမဲ့ကြီးရတာတော့ခက်လက်လန့်ပဲတို့တွေပျော်ပျော်ပါငါဖမ်းရင်းနဲ့ဟာရူရဲ့အတိတ်ကြောင်းတွေတူပါလို့ကြောင်းမတက်ခဲ့ရလဲဆိုတာတွေကိုနည်းနည်းချင်းသိလာရတယ်ဟာရူရဲ့အိမ်ကိုရောက်သွားတော့ချီဇူကူကအိမ်ထဲမှာတခုခုမြင်ပြီးလှန်သွားတယ်ဒါပေမဲ့အဲ့ဒါကဟာရူရဲ့ကိုဖြစ်သူယူဇန်ပါဒီညီကိုနှစ်ယောက်ကလည်းတယောက်နဲ့တယောက်ကြီးမရကြအောင်ယူဇန်ကချီဇူကူကိုငါညီကနည်းနည်းတော့ထုံပေးပဲဒါပေမဲ့သူ့ကိုလက်မလျှော့လိုက်ပါနဲ့လို့ပြောခဲ့တယ်ဟာရူနဲ့ချီဇူကူတို့နှစ်ယောက်တည်းဖေးဒီဆိုင်နဲ့စကားတွေပြောပြကြတယ်ဟာရူကတူချီဇူကူကိုဘယ်လောက်တောင်ကြိုက်လဲဆိုတာကိုထပ်ပြီးဖွင့်ပြောလိုက်ပြန်တယ်ချီဇူကူကတော့ချက်ချက်နဲ့ပဲဒါဆိုလဲငါ့ကိုတနေရာကိုလိုက်ဖို့ပေးအောင်လို့ပြောလိုက်တော့ဟာရူတယောက်ပျော်လုံးလို့ဦးမြူးသွားတာပေါ့လူဝေးလေးဟာရူတယောက်ချီဇူကူနဲ့အတူတူအပြင်သွားလေဖို့စိတ်ကူးရင်ပြီးပျော်နေတာဖြစ်ပါတယ်စာတင်ကန်နဲ့ရောက်တော့ဟာရူကချီဇူကူရဲ့စာတင်ကြားရေးမှာကူညီပေးနေပြန်ပါတယ်ချီဇူကူကတော့အော်နေတာပေါ့မင်းကဘယ်ချိန်မှာစာဖတ်လိုက်တာလဲဆိုပြီးမေးလိုက်တဲ့အခါဟာရူက AC ပဲပြန်ပြေးပါတယ်သူက middle school တုန်းကကျောင်းကိုခြေဦးတော်မလဲခဲ့ပဲအိမ်မှာတင် high school တင်ငယ်စာတွေအထိအကုန်ပြီးဖတ်ထားတာဖြစ်ပါတယ်ဟာရူကချီဇူကူကိုဘယ်တွားခြင်းလဲမေးတော့ချီဇူကူကစာကြည့်လိုက်တယ်ဟာရူတယောက်စောင့်အံ့ဩသွားတယ်ဒီလိုမဲ့ဆိုမှစာကြည့်လိုက်တွားမယ်ဆိုတော့လေသူလည်းဘာမှမတတ်နိုင်ပဲလိုက်တွားရတာပေါ့လူတွေအုံခင်းနေတဲ့နေရာတစ်ခုမှာဟာရူတို့တိုးပါတယ်အဲ့ဒီမှာမင်္ဂလေးတွေဝိုင်းနေတာကတော့ယူဇန်ဟာရူရဲ့အကိုအရင်ကြီးဖြစ်ပါတယ်သူကယူဇန်ကိုမြင်တာနဲ့ဟာရူတယောက်မျက်စိရှိကနေလေလိုပဲပြောက်ကွယ်သွားတယ်ယူဇန်ကချီဇူကူစီလာပြီးမင်းနဲ့စကားပြောချင်လို့ဆိုပြီးစီးကဲလာပါတယ်အဲ့ဒီချိန်မှာဟာရူကတော့ကြောက်ကြောက်လက်လက်နဲ့အမိုက်ပုံထဲမှာတွားပုန်းနေတာဖြစ်တယ်အဲ့ဒီမှာဟာရူနဲ့အတန်းကောင်းဆောင်မင်္ဂလေးနဲ့တွားဆုံတယ်ဒီအတန်းကောင်းဆောင်မလေးကလည်းမျက်မှန်လေးနဲ့အေးစီးသမားလေးပါဟာရူကတူမကိုမင်းကလူကောင်းလေးပဲလို့ပြောလိုက်တဲ့အခါတူမခမတခါမှအချီးကျူးမခံရဘူးတော့ရင်တွေတုံပြီးကြည်သွားတာပေါ့ယူဇန်ကချီဇူကူကိုမှုတ်ကြွရင်ဟာရူရဲ့အတိတ်ကြောင်းတွေကိုစပြောပါတော့တယ်ဟာရူကငငယ်တုန်းကမီဒယ်စကူးကနေထုတ်ခံခဲ့ရသလိုသူ့အဖေကလည်းအိမ်ပေါ်ကပါနင်ရှာခဲ့တာဖြစ်ပါတယ်အခုတော့သူ့အဖေကစိတ်ပြောင်းသွားပြီးဟာရူကိုအိမ်ပြန်ခေါ်ချင်နေတာပါယူဇန်ကဟာရူကိုကျောင်းကနေထွက်ပြီးအိမ်ပြန်လာဖို့မင်းကကူညီပေးပါလို့တောင်းဆိုတယ်အဲ့ဒီချိန်မှာဟာရူရောက်လာပြီးချီဇူကူကိုဆွဲခေါ်သွားပါတယ်ဒီကောင်စကားတွေကိုနားမရောက်နဲ့ဆိုပြီးဒေါ်လာကြီးပြောတာပေါ့ဒါပေမဲ့ချီဇူကူရဲ့ဖြောင်းဖျားမှုကြောင့်ဟာရူကယူဇန်နဲ့စကားပြောဖို့တဘောတူလိုက်ပါတယ်ယူဇန်ကဟာရူကိုကြောက်ပုံမှန်တက်ဖို့နဲ့စတင်ကန်ထဲမှာပဲနေဖို့ဂရီတောင်းပါတယ်တကယ်တော့ယူဇန်မှာလည်းသူ့အစီအစဉ်နဲ့သူရှိနေတာပါဟာရူနဲ့ချီဇူကူတို့နှစ်ယောက်တည်းပြန်လာတဲ့လမ်းမှာဟာရူကသူ့ရဲ့အတိတ်ကနာကျင်စရာတွေကိုပြန်ပြောပြပါတယ်သူကယူဇန်နဲ့ဆော့တာအမြဲတမ်းမွန်စတာအဖြစ်ပဲတရုပ်ဆောင်ခဲ့ရပြီးယူဇန်ကတော့အမြဲတမ်းဟီးရိုဖြစ်ခဲ့တာပါဒီစကားတွေကြားတော့ချီဇူကူစိတ်မကောင်းဖြစ်သွားပါတယ်ချီဇူကူကဟာရူရဲ့ပါးလေးကိုကန်ပြီးမင်းရဲ့တိတ်ကတိတ်မကောင်းခဲ့ဘူးဆိုတာငါသိတယ်လို့ပြောလိုက်တဲ့အခါဟာရူတယောက်ရည်ရွယ်တုံပြီးချက်တွားပါလေရောဟာရူကလည်းမင်းနဲ့ဆုံပြီးကလေးကငါရဲ့တိတ်ကကိစ္စတွေကိုတိတ်တိမရတော့ဘူးလို့ပြန်ပြောပါတယ်နောက်ဆုံးတော့အတန်းထဲမှာအတန်းကောင်းဆောင်ကဟာရူကိုကြည့်နေတဲ့အကြည့်တွေကထူးဆန်းနေတာကိုချီဇူကူသတိထားမိလိုက်ပါတယ်အတန်းကောင်းဆောင်တယောက်ဟာရူပေါ်စိတ်ဝင်စားနေတာတေချာသွားပါပြီနောက်နေ့မှာချီဇူကူတယောက်တူးစပင်တွေကိုမန်နေကြည့်ပြီးကြောင်တော်ဖြစ်နေတာပါတူပါရီတွေးနေလဲဆိုတော့ဟိုကောင်ဟာရူအကြောင်းနဲ့သူ့ကိုစားကြည့်နေတဲ့ကောင်းမလေးအကြောင်းပဲစိတ်ထဲမှာတမျိုးကြီးဖြစ်နေတာနဲ့ဟင်းရှက်နေရင်လည်းငါဘာဖြစ်နေတာလဲဆိုပြီးကိုကိုပြန်မေးနေမိတယ်အဲ့ချိန်မှာတူဖေရောက်လာပြီးတူမေစီယာ fax နဲ့ပို့ထားတဲ့စာကိုလာပေးတယ်စာထဲမှာတော့နင်အခုထိစာတွေပဲတင်းလုံးနေတုံးလားဆိုပြီးမေးထားလာပါတစ်ဖက်မှာတော့အတန်းကောင်းဆောင်အတိတ်ရွေဖို့လုပ်နေကြတယ်အဲ့ချိန်မှာအိုရှီမာကရောက်လာ
လာခဲ့တယ်သူကတော့ကြောက်တဲ့ချက်တက်ပြီးလူရင်းနဲ့တိတ်မရောတဲ့ကောင်းမလေးပေါ့သူကအရင်ကဆေးရုံတက်ခဲ့ရလို့ကြောက်မှတငယ်ချင်းတိတ်မရှိပဲအထီးကျန်နေတာဒါပေမဲ့ဒီကောင်မလေးကငါတို့ရဲ့ယူးကြော်ကြောင့်ဟာရူကိုမြင်ပြီးရင်ခုန်သွားတယ်ဟာရူကလည်းစောင့်အထူးဆန်းတယ်သူကျက်မကြီးနာဂူယာဥတယ်ဆိုပြီးလာအော်နေတာကြည့်လိုက်တော့လေပြုတ်ထားတဲ့ဥဖြစ်နေပြန်ရောအဲ့တော့ကြည့်ပြီးအိုရှိမာတရားဟာရူကိုစောင့်အသဘောကျသွားတယ်ဒါပေမဲ့ဟာရူဘေးမှာအမြဲရှိနေတဲ့ချီဇူကူကိုမြင်တော့စိတ်တက်တွေကျသွားရတယ်ကျောင်းမှာအတန်းကောင်းဆောင်ကြီးတော့ဟာရူကမျက်မှန်ကြီးတက်ပြီးနိုင်ငံရေးစာအုပ်တွေဘာတွေကင်လို့သူကအတန်းကောင်းဆောင်ဖြစ်ချင်နေတာဒါပေမဲ့ဘဒူးကမှသူ့ကိုမရွေးကြဘူးသူစီးလက်ကြပြီးအပြင်ထွက်တဲ့အချိန်မှာနာဆူမီကချီဇူကူကိုလာစနေတယ်ဟိုအိုရှိမာဆိုတဲ့ကောင်မလေးကဟာရူကိုကြိုက်နေတာလားမသိဘူးဆိုပြီးတော့ပေါ့ချီဇူကူကတော့ငါ့မှာအဲ့ဒါတွေစိတ်ဝင်စားဖို့အရှိမရှိဘူးစာမေပွဲအမှတ်တွေပဲစိတ်ပူနေတာဆိုပြီးအတီပေါင်းနဲ့ထွက်သွားတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့ဟာရူကိုတခြားလူနဲ့မပတ်သက်စေချင်တဲ့ခံစားချက်မျိုးဖြစ်နေတာဟာရူကတော့အိုရှိမာတယောက်တည်းထမင်းစားနေတာမြင်တော့တွားနောက်ရှိုက်ပြန်ပြီမင်းကတကယ်ချင်းမရှိဘူးလားမင်းကအကြီးရတာတမျိုးကြီးပဲဆိုပြီးတက်ကြီးပြောရှာပြတာဟာရူကဆောင်းဝမ်းယူတော့ပြောချင်းရတွေပြောတာပဲဒါပေမဲ့သူကပဲပြန်နေသိတယ်ငါလည်းရင်ငါတကယ်ချင်းမရှိဘူးအခုတော့အများကြီးပဲဆိုပြီးတော့ပေါ့အဲ့ချိန်မှာနာဆူမီရောက်လာပြီအိုရှိမာကိုတကယ်ချင်းရှာပေးမယ်ဆိုပြီးအတင်းလုပ်တော့တာပဲစာကြီးတိုင်းမှာစူးညံ့နေလို့ချီဇူကူကကိုဘာတာကိုဂျူးစားမဖို့ဆိုပြီးအိုရှိမာကိုပြောလိုက်တော့ဟာရူနဲ့ချီဇူကူတို့ရိုက်ဖိကြရောဟာရူကငါမင်းရဲ့ဒီလိုအကျင့်ကိုလုံးဝမကြိုက်ဘူးဆိုပြီးအော်ပြီးထွက်သွားတာအားစားအချိန်မှာတော့အိုရှိမာနဲ့ချီဇူကူတို့နှစ်ယောက်တည်းကြမ်းခဲ့ပြီးလေ့ကျင့်ခန်းသူတို့လုပ်ဖြစ်ကြတယ်ချီဇူကူကစောစောကဟာရူနဲ့ရန်ဖြစ်တာတွေအတွက်တောင်းပန်လိုက်တယ်အိုရှိမာကလည်းသူ့ကိုယ်တို့ယုံကြည်မှုမရှိတဲ့အကြောင်းဖွင့်ပြောပြခဲ့တယ်နောက်ပိုင်းဟာရူနဲ့အိုရှိမာပြန်ဆုံတော့အိုရှိမာကမေးတယ်မင်းချီဇူကူကိုဘလို့တဘိုးရလဲတဲ့ဟာရူကငါသူ့ကိုရှစ်တယ်လို့တဲ့ကြီးပြောချလိုက်တာအဲ့မှာအိုရှိမာတယောက်ရင်ခွဲသွားတာပေါ့ချီဇူကူနဲ့ဟာရူတို့စာကြီးတိုင်းမှာပြန်ဆုံတဲ့အချိန်ဟာရူကစာမလုပ်ပဲချီဇူကူပဲစာကြည့်နေတာချီဇူကူကလည်းစိတ်တွေလှုပ်ရှားနေပြီးမင်းငါ့ကိုစာကြည့်နေတာငါစာတွေကိုအာယုံပြက်စီတယ်လို့ပြောလိုက်တယ်ချီဇူကူကသူ့ရဲ့ခံစားချက်တွေကိုထိန်းချုပ်ဖို့ကြိုးစားနေတာနောက်ဆုံးတော့ဟာရူကမေးတယ်ငါမင်းကိုအနောက်ရှက်ပေးနေတာလားတဲ့ချီဇူကူကအခုတော့မဟုတ်တော့ပါဘူးလို့ပြန်ပြောလိုက်ရင်သူတို့နှစ်ယောက်ဂျာကဆက်ဆံရေးကပိုပြီးထူးဆန်းလာသလိုပဲမီဆူယိုရှိကဟာရူကိုမေးလိုက်တယ်သူရဲ့ဒိတ်ကိစ္စဘလို့ဖြစ်သွားလဲဆိုတာပေါ့ဒါပေမဲ့အဲ့ဒီဒိတ်ကမစခင်ကလေးကပြတ်သွားခဲ့တာပါဟာရူကတော့အောက်မှာပြုတ်ကျနေတဲ့တပ်ပုံကိုကြည့်ပြီးအရင်တုန်းကသူတယောက်တည်းဘလောက်တောင်ဒေါတာကြီးပြီးအထီးကျန်ခဲ့လဲဆိုတာပြန်တွေးနေမိတယ်အဲ့ဒီတုန်းကအမျိုးသမီးတယောက်ကသူ့ကိုလာဆောင်းချောင်းရင်ငါတို့လူဓာတ်တွေကို knowledge နဲ့ language တွေကပဲလူဖြစ်အောင်ဖန်တီးပေးတာဆိုပြီးပြောခဲ့တာကိုလည်းသူသတိရသွားခဲ့ပါတယ်ကြောင်ရောက်တော့ဟာရူတယောက်တည်းခုံပေါ်မှာလဲနေတော့အိုရှိမာရောက်လာတယ်ဒီကောင်မလေးကသူကဟာရူကိုအလုပ်တွေအားကျုံမှတန်းလုပ်ဖို့အကြံပေးနေတော့မှာပဲနတ်ဆူမေကချောင်းကြည့်ပြီးဟာရူကတခြားကောင်မလေးနဲ့ဘာလုပ်နေတာလဲဆိုပြီးမတင်ကာဖြစ်နေတယ်ဟာရူကတော့တူးစိတ်ထဲမှာချီဇူကူကသူ့ကိုမုန်းနေပြီလားလို့စိုးရိမ်နေတာပါဒါကိုအိုရှိမာကတူမင်းကိုအပြတ်ညင်လိုက်တာမှမဟုတ်တာအခုရင်ရှိပါသေးတယ်လို့အားပေးလိုက်တော့မှဒီကောင်မျက်နှာလေးနည်းနည်းပြန်ပွင့်လာတယ်ဟာရူကဖိတ်သွားတဲ့ရေကိုပြန်ကောက်လို့မရဘူးဒါကြောင့်တေချာကင်တွေရမယ်ဆိုတဲ့စကားကိုသတိရပြီးဘာမှမလုပ်ရှင်ဘူးလို့ပြောနေတော့နတ်ဆူမေကဂျားတွေကဖြတ်ဝင်လာပြီးမင်းမရှင်းရှိရင်ချီဇူကူကိုတွားဖွင့်ပြောလိုက်စမ်းပါလို့အော်ငေါ့လိုက်တယ်နတ်ဆူမေကတူမင်းကိုပြန်မကြက်ရင်တောင်ထပ်ကြိုးစားရမှာပဲမဟုတ်ရင်မင်းကလူညံ့မယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်ဟာရူကအရင်တုန်းကသူ့ကိုပြုစုပေးခဲ့တဲ့အမျိုးသမီးကြီးကိုပြန်သတိရနေတယ်အဲ့ဒီအမျိုးသမီးကြီးကဟာရူကိုမင်းရဲ့နာကျင်မှုတွေကိုပျောက်ကွယ်ထွက်အောင်လုပ်ပေးနိုင်မယ်လူတစ်ယောက်ကိုချပါလို့ပြောခဲ့ဘူးလားပါအဲ့ဒီချိန်မှာပဲချီကူဇူကအိပ်ပျော်နေတာကိုဟာရူတွေးလိုက်တယ်ဟာရူကသူနဲ့သူရှိနေပေးတဲ့ကျက်ဖိုင်နာဂူယာကိုဖဲလိုက်ပြီးချီဇူကူကိုအနီးကပ်ကြည့်နေမိတယ်ချီဇူကူနိုးလာတော့ဟာရူကဘုံစားကြီးပဲငါမင်းကိုကြိုက်တယ်လို့ဖွင့်ပြောချတော့တာပါပဲချီဇူကူကတော့လုံးဝအံ့ဩသွားပြီးငါကတော့မင်းကိုစိတ်ဝင်စားဖို့လို့တဲ့ကြီးညင်းပြလိုက်တယ်ဒါပေမဲ့ဟာရူကအချော့မပေးပဲငါလည်းမင်းကိုဘယ်ရှင်ကလေးကစကြိုက်တော့မှမသိဘူးငါတို့အပြင်တွားရအောင်လို့ခေါ်နေသေးတယ်ကြောင်ပွဲတော်အတွက်ပြင်ဆင်ကြတော့အဖွဲ့ထဲမှာရမကေကရောက်လာတယ်သူကချီဇူကူကိုမင်းရဲ့ဟာရူကဘာလုပ်နေလဲလို့လာမေးတော့ချီဇူကူတယောက်အခက်တွေ့နေရတယ်ပွဲတော်အတွက်နေရာလူကြတော့တတိယနေ့ကျောင်းသားကြီးတွေကလူမိုက်ဆန်ဆန်နဲ့နေရာခေါင်းတွေကိုယူထားကြတာပါဒါပေမဲ့ဟာရူကစပွဲပေါ်ရှီတော့တင်ပြီးငါတို့အပေါက်ဝနာကနေရာပဲယူမယ်လို့အော်လိုက်တော့လူမိုက်တွေတော့လက်နွားကြတယ်ဒါပေမဲ့ဟာရူကလူမိုက်တယောက်ကိုလက်သီးနဲ့လို့ထိုးလိုက်လို့သူတို့အဖွဲ့နေရာခေါင်းမရပဲဒုတိယအဆောက်အုံကတောင်းနာမှာပဲနေရာရခဲ့ပါတယ်အိုရှိမာကဟာရူကိုလာနေသိပ်ပေးရင်ချီဇူကူကမင်းကိုအန်တရကင်းစေခြင်းလို့တားတာပါလို့ပြောပေးတယ်ဟာရူကလည်းအိုရှိမာကိုမင်းမဘာလို့ယုံကြည်ချက်မရှိတာလဲမင်းကရှစ်ဖို့ကောင်းပါတယ်လို့ပြောလိုက်တော့အိုရှိမာတယောက်ရင်ခုန်သွားပြန်တယ်ဒါကိုချီဇူကူကဘေးကနေကျသွားပြီးစိတ်ထဲမှာတမျိုးလေးဖြစ်သွားခဲ့ပါတယ်နောက်ပိုင်းမှာချီဇူကူကဟာရူအတွက်မိုးတုပ်လေးတွက်ပေးရင်ငါမင်းကိုပြန်ကြိုက်လာမှာမဟုတ်ဘူးနော်လို့ထပ်ပြောတယ်ဒါပေမဲ့ဟာရူကရပါလေငါကတော့မင်းကိုပြန်ကြိုက်လာအောင်ထပ်ကြိုးစားရမှာပဲလို့ပြောပြီးချီဇူကူနားကိုတိုးကတ်သွားတယ်အဲ့ဒီချိန်မှာပဲနှစ်ယောက်တာလုံးဝနီးကပ်သွားပြီးချီဇူကူလည်းရှက်လွန်လို့မျက်နှာတွေနီးရဲပြီးအိမ်ကိုပြီးပြန်သွားတော့တာပါပဲဟာရူကတော့အိမ်ပြန်ရောက်တော့သူ့ချီဇူကူလည်းချက်သွားတဲ့ပုံစံကိုပြန်တွေ့ပြီးတူးစီနဲ့ပြောနေခဲ့ပါတယ်မက်ဆီယိုရှိကလည်းဒါကိုကြည့်ပြီးဟာရူအတွက်ဝမ်းတာပေးနေခဲ့တယ်ဇူမီ House of Terror ဆိုတဲ့ဂေဟာကြီးမှာချီဇူကူတယောက်ကြောက်စရာအကောင်နဲ့တူနာပြူဆရာမှာဝတ်စုံကြီးနဲ့ပေါ်လာပြီးစီထူရမယ့်အချိန်ရောက်ပြီးဆိုပြီးရှောက်နေတာကြောင်ရဲ့ရိုးရပွဲကစနေပါပြီအဲ့ဒီချိန်မှာဟာရူရဲ့တငယ်ချင်းတွေရောက်လာတော့ချီဇူကူကသူတို့ကိုလည်းကြောက်စရာပုံစံနဲ့စီထူးမဲ့ဘာညာဆိုပြီးလက်အောင်လုပ်တယ်ဒီဂေဟာရဲ့ပန်းရှင်ဟောင်းကဗန်ဖိုင်ယာဖြစ်နေတဲ့ဆိုတဲ့ဇလန်းတွေနဲ့ရှောက်ရှင်းနေတာပေါ့အဲ့ဒီမှာဗန်ဖိုင်ယာဝတ်စုံတဲ့ကောင်ကထွက်လာပြီးတရက်ကိုဖမ်းဆွဲသွားတော့ဟိုကောင်တွေစောက်ရလက်သွားကြတယ်ဒါပေမဲ့ဒါကဟာတာလုံးနေတာပါဟာရူကရုတ်တရက်ကြီးလေဘီနာကနေတွေးအတူတွေပန်းထုတ်လိုက်တော့အကုန်လုံးစောက်ရလက်သွားကြတာပေါ့ဟာရူကတော့ဒါငါရဲ့တွေးဖြန်းဆက်လေးမိုက်တယ်မလားဆိုပြီးဦးကြော်လုံးနေပြန်တယ်ချီဇူကူတယောက်တည်းအပြင်မှာထိုင်နေရင်ဟာရူနဲ့ပတ်သက်ပြီးစဉ်းစားနေမိတယ်သူကစစ်လို့ချားမှုကိုမထိနိုင်လို့ဟာရူကိုအော်ခဲ့မိတာကိုနောက်လာရနေတာဟာရူကတော့သူ့ကိုပြန်ကြိုက်လာလိမ့်မယ်လို့ယုံကြည်ချက်ရှိနေပေမဲ့ချီဇူကူကတော့ငါတယောက်တည်းပဲနေလာတာအခုလည်းတယောက်တည်းနေနိုင်ရမှာပေါ့ဆိုပြီးသူ့ကိုယ်သူအားတင်းနေတယ်ဒီကြားထဲမှာဟာရူရဲ့ပြိုင်ဘက်ရမကန်ဆိုတဲ့ကောင်ဟာကြောင်းထဲမှာလမ်းမတလူလိုနဲ့ချီဇူကူရှိခဏခဏပေါ်လာတယ်ဒီကောင်ကြီးရတာချီဇူကူကိုတမျိုးဖြစ်နေတာသိရတယ်ချီဇူကူကမင်းလန်ပြောင်းနေရလားလို့မေးတော့ကြောင်းကကြီးလွန်းလို့ပါဆိုပြီးဆင်ကြီးပေးနေတယ်အဲ့ဒီချိန်မှာနာဆူမီရောက်လာပြီးချီဇူကူကိုခေါ်တော့ချီဇူကူကရမကန်ကိုပါအတူတူလိုက်ခဲ့မလားလို့ဖိတ်လိုက်တယ်ဟာရူကတော့သူ့ကြက်ကြီးနာဂူယာကိုအဆောင်ခိုင်းတာပြီးသူတို့ငယ်ချင်းတွေကိုငါချီဇူကူနဲ့မိတ်ဆက်ပေးမယ်လို့ပြောတယ်ဒါပေမဲ့သူပြတာကကြက်ကြီးနာဂူယာကိုပါချီဇူကူလည်းရောက်လာရောငါနာမည်ကိုအဲ့ဒီလိုနေရာတွေမှာရှောက်မသုံးနဲ့ဆိုပြီးဒေါ်လာထွက်တော့တာပဲဟာရူကရမကန်ကိုမြင်တော့ဒီဆောက်ကောင်ကဒီမှာဘာလုပ်နေတာလဲဆိုပြီး
ပြီးချက်ချင်းမီးပွင့်သွားတယ်ဟာရူကချီဇူကူကိုရမကန်နဲ့ဘာလို့တူရှိနေတာလဲဆိုပြီးစစ်မေးတယ်ချီဇူကူကလည်းစိတ်တို့ပြီးဟာရူမျက်လုံးကိုတက်တက်မကြည့်တော့ဟာရူကပူပေါက်ကွဲတာပေါ့မင်းငါ့ကိုကြတော့အနားမကက်ခိုင်းပဲဒီကောင်ကိုကြတော့ဘာလို့ထိခိုက်နေတာလဲဆိုပြီးမေးရင်းနဲ့ရမကန်ကိုထိုးဖို့လုပ်တာဒါပေမဲ့အချိန်လွန်ပြီးချီဇူကူရဲ့နှာခေါင်းကိုတွားမှန်တော့တာပဲချီဇူကူနှာခေါင်းတွေးထွက်လာပြီးငါနာမကန်နဲ့လို့အော်ပြီးထွက်ပြေးသွားတယ်ဟာရူကတော့ဆော့တလဲတွေလုံးမိလို့မျက်နှာပြတ်သွားတာပေါ့နာဆူမီနဲ့ချီဇူကူတို့စကားပြောကြရင်ချီဇူကူကဟာရူကိုသူကစောက်ဝင်ကြံနေပြီးအနာကျင်းတဲ့သူလို့ပြောပြီးမဲ့သူ့ရင်ထဲမှာတော့တမျိုးဖြစ်နေတော့မယ်နာဆူမီကနေဟာရူကိုတကယ်ပဲမယုံကြည်တာလားလို့မေးတော့ချီဇူကူကမင်းနဲ့မဆိုင်ဘူးဆိုပြီးအပြက်ပြောပြီးထွက်သွားတယ်နောက်တော့ရမကန်ကချီဇူကူကိုလိုက်ချပြီးဟာရူလောက်ရက်တွေကမေးရဲ့မျောလင်းချက်တွေကိုဖြည့်ဆည်းပေးနေလို့မင်းတူးစီကခွာလို့မရတာဆိုပြီးသူ့ကိုစိတ်ပိုင်းဆိုင်ရာလာဆော့နေတယ်ချီဇူကူကလည်းငါအကုန်လုံးကိုစိတ်နာအောင်လုပ်မိပြီလားဆိုပြီးတွေးတော့နေမိတယ်ဟာရူနဲ့အိုရှိမာတို့စကားပြောတဲ့အခါဟာရူကအိုရှိမာကိုငါမင်းကိုကြိုက်တယ်လို့ပြောရင်မင်းဘယ်လိုနေမလဲဆိုပြီးစစ်မေးတာဒါကိုချီဇူကူကနောက်ကနေချောင်းကြည့်ပြီးကြားရတယ်ချီဇူကူကတော့ရင်ထဲမှာတင်းနေပေမဲ့အထမပြတ်အောင်နေနေရတယ်အဲ့ဒီမှာဟာရူရဲ့အကိုယူဇန်ပေါ်လာပြန်တယ်ဟာရူကယူဇန်ကိုမြင်တာနဲ့ကြောက်တော့နေကြဗနေမောက်ကနေခုံချပြီးထွက်ပြေးသွားတယ်ချီဇူကူကဟာရူစီသွားပြီးသူချွတ်ထားခဲ့တဲ့ဖက်နှက်ကိုတွားပေးတယ်ဟာရူကငါထပ်ပြီးအမားလုံးပြီးပြန်ပြီးလို့ဝန်ခံတယ်ချီဇူကူကလည်းအေးနင်ကစောက်ယူမိုးလို့ပဲလို့ပြောပြီးမဲ့ငါလည်းအမားတွေလုပ်တတ်တဲ့စောက်ယူပါပဲဆိုပြီးနှစ်ယောက်တော့ပြန်အဆင်ပြေတော့ကြတယ်နောက်ဆုံးမှဟာရူအိပ်ပျော်နေတော့ချီဇူကူကသူ့စပင်လေးတွေကိုကင်ဖို့လက်လန်းလိုက်တယ်အဲ့ဒီမှာဟာရူကနိုးလာပြီးချီဇူကူရဲ့လက်ကိုဖမ်းဆွဲလိုက်တယ်မင်းငါ့ကိုကြိုက်နေသလားလို့ဟာရူကတက်တဲ့မေးတော့တာပဲချီဇူကူကငါမင်းကိုကြိုက်မိတော့ရင်ငါစာမေးပွဲအမှတ်တွေကြောက်ကုန်လိမ့်မယ်ဒါကြောင့်ငါမင်းနဲ့ဝေးနေဖို့ကြိုးစားနေတာလို့ယူသတာဝူခံလိုက်တယ်အဲ့ဒီစကားကြားရတာဟာရူအတွက်တော့ကောင်းကင်ဘုံရောက်သွားသလိုပါပဲချီဇူကူတယောက်သူ့ရဲ့ခံစားချက်တွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာစဉ်းစားနေခဲ့တယ်ဒီလိုနဲ့အိယာကနိုးလာတော့ဘေးနက်ကဟာရူဆိုတဲ့ကောင်ရောက်နေတယ်တွေ့ရတဲ့ချီဇူကီကမင်းငါခန်းနဲ့ဘယ်လိုရောက်နေတာလဲဆိုပြီးဟောက်တော့တာပဲဒီကောင်ကလည်းဗရင်ပေါက်ပွင့်နေလို့ဝင်လာတဲ့တကယ်တော့ဟာရူကချီဇူကူတို့အုပ်စုနဲ့အတူတူစာချက်ပုံလာခေါ်တာပါချီဇူကူအဖေကလည်းကြောင်ပေးရမှန်းမသိပဲဟာရူကိုတမီခန်းနဲ့လွတ်လိုက်တယ်ဆိုပဲချီဇူကူအောက်ထက်ဆင်းလာတော့သူ့ဖေကတရင်စာဖတ်ရင်ကြောက်တုံနေတာတွေ့ရတယ်ဘာလို့လဲဆိုတော့သူဖွင့်ထားတဲ့ဆိုင်ကထပ်ပြီးပိတ်လိုက်ရလို့ပဲဒါနဲ့တိတ်မပြီးသေးဘူးသူ့ဖေကအာမကိုရတဲ့အပြင်ချီဇူကူအမေကိုလည်းအလုပ်တွေစောက်ရင်ပေးလုပ်ထားတာချီဇူကူကတော့တကယ်အိမ်တော်ဦးစီးမလေးတိုင်းပဲသူ့အမေကိုဖုံးဆက်ပြီးအရှင်နေအလုံးတိုင်လိုက်တယ်ဟာရူကချီဇူကူရဲ့အဖေနဲ့စကားပြောရင်ချီဇူကူရဲ့အတိတ်အကြောင်းတွေကိုတီးလာရတယ်ချီဇူကူကငငယ်ကလေးကတငယ်ချင်းမရှိပဲစာပဲအတိတ်ကျက်တဲ့ခံစားချက်မရှိတဲ့လူအဖြစ်ကြီးပြင်းလာတာငငယ်ကငါးလေးတွေမွေးကျင်ခဲ့ပေမဲ့အရှင်နေတွေရောက်စိတ်ပြက်ခဲ့ရတာတွေကသူ့ကိုမျောလင်းချက်ထားရင်စိတ်ဆင်းရဲရမယ်ဆိုတဲ့အတိမျိုးရစီခဲ့တယ်နောက်တစ်ခါမှတော့အဖွဲလိုက်စာကြက်နေကြတာအဲ့မှာရမကန်ကပေါ်လာပြီးချီဇူကူကိုစာကြည့်လိုက်မှတွေ့တော့ပညာရှင်ကြီးစတိုင်နဲ့စကားတွေလာပြောနေတာတကယ်တော့သူကချီဇူကူကိုစိတ်ဝင်စားနေတာပါချီဇူကူကလည်းခက်ပြက်ပဲမင်းငါ့ကိုအင်္ဂလိပ်စာမှာခြုံသွားတဲ့နော်ဆိုပြီးအနိုင်ပိုင်းလိုက်သေးတယ်ရမကန်ကလည်းချီဇူကူရဲ့ခက်အေးစတိုင်ကိုကြည့်ပြီးပိုပြီးတဘောကျနေပုံပဲတစ်ဖက်မှာလည်းနာဆူမီကမင်းကလေးချင်းချင်းအတင်းပြောတာခံနေရတယ်သူကယောက်ျားလေးတွေနဲ့ပဲပေါင်းတာစောင့်မင်ကက်ဆရာကြီးဆိုပြီးအပြောခံရတော့နာဆူမီခမငိုချင်းချင်းတောင်ဖြစ်သွားတယ်ဒါပေမဲ့ချီဇူကူကတော့ဂီးမဆိုင်ဘူးသူ့ဘွားတူပဲ focus ထားပြီးရှစ်ဆက်နေတာရမကန်ကချီဇူကူစီကရထားတဲ့ဘောပင်လေးကိုကင်ပြီးငါဘာလို့ဒီလိုမင်းကလေးကိုမှတဘောကျနေရတာလဲဆိုပြီးတွေးနေတာအဲ့ဒီချိန်မှာဟာရူရောက်လာပြီးရမန်ကိုတွေ့ရတယ်ရမကန်ကလည်းဘောပင်ကိုဟာရူစီလွှင့်ပေးလိုက်ပြီးချီဇူကူကိုပြန်ပေးလိုက်အောင်လို့ပြောလိုက်တယ်ဟာရူကမင်းချီဇူကူကိုကြိုက်နေတာလားလို့မေးတော့ရမကန်ကအေးအဲ့ဒါဘာဖြစ်လဲဆိုပြီးတက်တက်ကြီးစင်ခေါ်လိုက်ပါတယ်နောက်နေ့မှချီဇူကူတရားခရစ်စမတ်ပါတီဖိတ်စာရထားပါတယ်ပုံမှန်ဆိုရင်တော့ဒီမမကဂီယူဆိုင်မဲ့လူမျိုးမဟုတ်ဘူးပါတီအကြောင်းပြောရင်းနဲ့သူတို့တိုင်းဇီးရဲရောက်သွားကြတယ်ပတ်ဝန်းကျင်တစ်ခုလုံးကခရစ်စမတ်အပြည့်စင်တွေနဲ့လမ်းနေတာပေါ့နာဆူမီကတော့ပြောနေပေမဲ့ဟာရူကတော့တခုခုကိုကြောက်နေတယ်လို့ပါပဲကြောင်းပြေမှာရောက်ရင်ဒီကောင်ကပူဆိုးတာချီဇူကူနားကမခွာဘူးအတင်းကက်နေပြီးတော့မှလမ်းမေးကဆန်နာကလော့အယုတ်စီတွားပြီးမင်းဘလို့ကြီးနေတာလဲဆိုပြီးရန်သွားစားနေတယ်လူတွေကိုပါလိုက်ရှောက်နေလို့ချီဇူကူနဲ့နာဆူမီတို့တော့အံ့ဩသွားရတယ်အဲ့ဒီနောက်မှာတော့သူတို့တွေဘာကဆိုင်နဲ့ဝင်သွားကြတယ်ဆိုင်ထဲမှာရမကန်နဲ့သူ့ရဲ့လူမက်ခိုင်းသားတွေရှိနေတယ်ဒီကောင်တွေကနာဆူမီကိုအပြင်တွားရအောင်ဆိုပြီးလာနောက်ချက်တော့တာပဲပါတီကြောင်းပြောရင်းနဲ့ရမကန်ကငါလဲလာလို့ရလာလို့မေးတဲ့အခါဟာရူကမင်းမလာနဲ့ဆိုပြီးပိတ်ပြောလိုက်တယ်အဲ့ဒီမှာဟာရူကရမကန်ကချီဇူကူကိုကြိုက်နေတာဆိုတဲ့အကြောင်းလူပုံလေးမှာအော်ပြောလိုက်တာအလုံးစုံကတွားတာပေါ့ရမကန်ကတော့ချက်ချက်နဲ့နောက်နေတာပါလို့ဟန်ဆောင်လိုက်ရတယ်ဒါပေမဲ့တကယ်တမ်းကျတော့ရမကန်ကချီဇူကူကိုစိတ်ထဲကနေတကယ်ကြိုက်နေတာပါပါတီပွဲစားတဲ့နေ့မှာတော့မီဆိုယိုရှီရဲ့နေရာကိုအလုံးရောက်လာကြတယ်မီဆိုယိုရှီတော့လန့်သွားတယ်အဲ့ဒီမှာအိုရှိမာလည်းရောက်လာတယ်သူကဟာရူကိုတစ်ဖက်တည်းကြိုက်နေတဲ့ကျောင်းသူလေးပါဒီကောင်မလေးကလူမိုက်နှစ်ယောက်ကဝိုင်းစားနေတာကိုမြင်တော့အဝင်တားပေးလိုက်တယ်ပါတီမာလူတွေကဘေ့စ်ဘောကစားရင်ပြောနေကြပြီမဲ့ဟာရူကတော့ရမကန်နဲ့ချီဇူကူနီးစက်တော်မှကိုတော်တော်စိုးရိမ်နေတာရမကန်ကလည်းဟာရူကိုမင်းထက်ငါကိုချီဇူကူကပူးကြိတ်တော့ရင်ဘာလို့မလဲဆိုပြီးလာဆွတယ်အဲ့ဒီမှာဟာရူတယောက်တကယ်ကြီးဒေါ်ရထွက်သွားပြီးရမကန်ကိုအပေါ်ကနေတုံးချဖို့လုပ်တယ်တော်တည်းချီဇူကူရဲ့အော်တန်းကြောင့်ဟာရူတတိပြန်ဝင်လာလို့နောက်ဆုံးမှတော့ချီဇူကူနဲ့ဟာရူတို့နှစ်ယောက်တည်းလမ်းလျှောက်လာရင်စကားပြောပြကြတယ်ဟာရူကချီဇူကူကိုမင်းကငါနားမှာပဲရှိစေချင်တာလို့ပြောတဲ့အခါချီဇူကူကလည်းငါမင်းကိုကြိုက်တယ်ဒါကြောင့်စိတ်မပူနဲ့လို့ပြန်ပြောလိုက်တယ်နောက်နေ့ကျူရှင်မှာရမကန်နဲ့ချီဇူကူတို့အတူတူရှိနေတာကိုလာကြည့်ပြီးဟာရူကအပြင်ကနေရန်လာလုံးနေသေးတယ်ချီဇူကူလည်းဒေါ်ရထွက်ပြီးငါစာတင်သားကိုလာမနောက်ရှက်နဲ့ဆိုပြီးအော်လို့လိုက်ရတယ်ရမကန်ကတော့ဘေးနားကနေဟာရူကတော့တကယ်ငတုံးပဲဆိုပြီးလောင်ပြုံပြုံးနေခဲ့ပါတယ်ချီဇူကူတယောက်တတိမိနစ်သလိုနဲ့ထမင်းစားကြည့်ရောက်တော့မှနိုးလာပြီးသူ့ရဲ့ထမင်းဘူးကိုဖွင့်စားတော့တာပဲအဲ့ဒီမှာရမကန်ကချီဇူကီကိုထမင်းတွားစားဖို့ခေါ်မလို့လုပ်နေတော့မမကအစားကိုအာရပါရစားနေတာတွေ့လိုက်ရတယ်ဒီမမစားနေတဲ့ပုံစံကရှင်ဆိုးဆိုးအရတာဖြစ်နေလို့မျက်နှာကြီးကရှုံ့မဲ့နေတာရမကန်ကတော့ဒါကိုကြည့်ပြီးအော်သူကထမင်းသုံးနဲ့လာတာကိုဆိုပြီးလက်ကြည့်နေတာပေါ့အဲ့ဒီနောက်မှာတော့ဟာရူရဲ့အခန်းကိုပြောင်းသွားတယ်ဟာရူကချီဇူကီရဲ့ဓာတ်ပုံတွေကိုကြည့်ပြီးတဘောတွေကျနေတာသူတို့ချင်တာအကုန်ယူလို့ရတယ်မိတ်သူတွေအများကြီးကူးထားတယ်ဆိုပြီးကြွားနေသေးတယ်ဒီကြားတဲ့ဟာရူကချီဇူကူစပွဲပေါ်ကိုဓာတ်ပုံတွေလာတင်ပေးတယ်ချီဇူကူကဓာတ်ပုံတွေကိုကမန်းကတန်းကောက်ကြည့်တော့သူ့မျက်နှာကဝေဝါးနေပေမဲ့တခြားတွေကတော့ကြည့်လို့ကောင်းနေတာဒါပေမဲ့ဟာရူကရမကန်နဲ့ချီဇူကူတွဲနေတဲ့ပုံကိုမြင်တော့စက်ဝမ်တော်ထွက်ပြီးဓာတ်ပုံကိုနေဖယ်ပြီးလွှင့်ပြလိုက်တယ်ကားစီးကလည်းအချိန်နဲ့မောင်းလာတော့ရမကန်ကဆွဲဖက်ပြီးလမ်းဘေးကက်ပေးလိုက်တယ်ဒီလိုနီးကက်သွားတဲ့အချိန်မှာပဲဟာရူကဘယ်ကနေရောက်လာမှမသိဘူးရမကန်ကိုလက်တီးနဲ့ဆော့လိုက်တာပဲငှက်ကောက်မလေးနဲ့မဝေးနေစမ်းဆိုပြီးဟာရူကအော်
တယ်ရမကန်ကလည်းမခံဘူးမင်းငါ့ကိုဘာလို့ထူရလဲဆိုပြီးကိုလောင်ဆွဲပြီးတော့ပြန်အော်တာပေါ့ချီဇကူကလည်းဟာရုကိုဆူတယ်နင်းကိုဘသူကနောက်ရောက်ခံလိုက်ခိုင်းလို့လဲဆိုတော့ဟာရုကငါကလမ်းကြုံလို့ဖြစ်လာတာပါလို့ဆိုကလိန်သေးတယ်ဒီနှစ်ကောင်ရန်ဖြစ်နေတာကိုချီဇကူကစိတ်ပြပြီးငါစာမေးပွဲအတွက်စာချက်ဖို့အရေးကြီးတယ်ဆိုပြီးထွက်သွားတယ်ဒါကိုဟာရုကဒေါ်ရထွက်ကပြေးပေါက်လိုက်တာချီဇကူခေါင်းကိုတဲ့တွားမှန်တယ်အဲ့ဒီမှာချီဇကူရဲ့အညိုးကြီးတဲ့မျက်နှာနဲ့လက်ကြည့်တာနှစ်ယောက်လုံးကြောက်ပြီးငိန်တွားရတာပဲနောက်ဆုံးမှာတော့ချီဇကူနဲ့ယာမကန်တို့ကျူရှင်ထဲမှာစကားပြောပြကြတယ်ယာမကန်ကမင်းတို့နှစ်ယောက်ကတကယ်ဆုံတွဲအစ်စ်တွေပဲလို့ပြောလိုက်တော့ချီဇကူကအံ့ဩသွားတယ်ယာမကန်ကလူတွေမှာလူသွန်းတဲ့လူအားဆိုပြီးနှမျိုးရှိတယ်လူအားတွေကတစ်ခါမှတစ်ခုပဲလုံနိုင်ပေမဲ့လူတော်တွေကအနာဂတ်အထိကြိုတွေးနိုင်တယ်လို့ဆိုပြီးသူ့ကိုယ်သူကြွားတာပေါ့သူကဆက်ပြီးမင်းငါနာမှာရှိရင်ဘာမှစိတ်ပူစရာမလိုဘူးလို့ပြောလိုက်တော့ချီဇကူကယာမကန်ရဲ့ခေါင်းကိုတွားကင်ပြီးမင်းကောင်းမှရေခဲအိတ်တက်တိတ်နဲ့ဆိုပြီးပြောလိုက်တယ်ကျူရှင်စင်းတော့ယာမကန်ကချီဇကူပြောထားတယ်မင်းကတခြားလူတွေနဲ့မတူဘူးဆိုတဲ့စကားကိုစဉ်းစားပြီးတယောက်တည်းရဲနေခဲ့တယ်မိုးရီရွာနေတော့ဟာရုတယောက်တည်းထိုင်းနေတာကိုချီဇကူကလာတွေ့တယ်ဟာရုကချီဇကူကိုမြင်တော့ဆောက်ရဝမ်းနာတော့ပြီးပြေးဖက်လိုက်တာဟာရုကငါမင်းကိုဆောက်ရသဘောကျတာပဲမင်းကထားမတော့ပါနဲ့ဆိုပြီးသူ့ရဲ့ခံစားချက်တွေကိုအားရပါရဖွင့်ပြောလိုက်တယ်နာဆူမီတယောက်ဟာရုတို့အိမ်ကိုရောက်လာတဲ့အခါမီဆူယိုရှိကမင်းဘာလို့ရောက်လာတာလဲဆိုပြီးမေးတော့ဆဆာယန်နဲ့တွေ့ဖို့လာတာပါလို့ပြန်ပြောတယ်ဒါပေမဲ့ဆဆာယန်နဲ့အတူသူရဲ့ဆောက်ပေါ်တင်ငယ်ချင်းတွေအုပ်စုလက်ကြီးပါလာတာမြင်တော့နာဆူမီတယောက်စိတ်ပြတ်သွားတာပေါ့အဲ့ဒီထဲကယာနိုဆိုတဲ့ကောင်ကနာဆူမီကိုစကားလာပြောဖို့ကြိုးစားပြီးမယ်နာဆူမီကလုံးဝအဖက်မလို့ပဲဘာမှပြောစရာမရှိရင်ငါတွားပြီဆိုပြီးထွက်သွားတော့တာပဲဆဆာယန်ကနာဆူမီနောက်လိုက်သွားပြီးမင်းကိုအားနာလိုက်တာလို့ပြောပြီးမယ်နာဆူမီကတော့ဆောက်ရန်ဒေါ်ရထွက်နေတော့မယ်ငါယောက်ျားတွေကိုမုန်းတယ်သူတို့ပြောဖို့ပဲသိကြတာဆိုပြီးသူရဲ့ခံစားချက်တွေကိုအားရပါရဖွင့်ပြောလိုက်တယ်ဒါကိုဆဆာယန်ကဒါကမေးဘက်ကလည်းမားနေတာမဟုတ်ဘူးလားလို့ပြန်ပြီးတော့မင်းကလေးတွေရဲ့တင်ငယ်ချင်းဖြစ်မှုကပုံမှန်ကန်နေဆိုပြီးငင်းကုန်ကြတာပေါ့အဲ့ဒီနောက်မှာတော့နာဆူမီရဲ့အမူအရာတွေကိုကြည့်ပြီးဆဆာယန်ကတခုရိပ်မိသွားတယ်သူကနာဆူမီကိုမင်းမဆူယူရှိကိုကြိုက်နေတာလားဆိုပြီးတက်ကြီးမေးလိုက်တော့မှမမနာဆူမီတယောက်မျက်နှာကြီးရဲတက်လာပြီးမင်းမတော်လာပြောနေတာလဲဆိုပြီးအတက်တန်ညင်းတော့တာပဲဒီချိန်မှာဟာရုကတော့စောက်ဝင်စိတ်ကြည့်နေတယ်ဘာလို့လဲဆိုတော့ချီဇကူကသူ့ကိုလာမယ်နေ့တင်မှာအတူတူခီးတွားမယ်လို့ဂတိပေးထားလို့ပဲနေ့တင်ကူညာရောက်တော့နာဆူမီတယောက်တည်းအထီးကျန်နေတော့ချီဇကူစီကဖုံးဝင်လာတယ်နာဆူမီကဖခင်ဖြစ်သူနဲ့ခီးတွားနေရင်ဟင်းချက်ဖို့အခက်တွေ့နေတာကိုချီဇကူကကူညီပေးမယ်လို့ပြောလိုက်တော့မှနေ့ရက်လို့ဝမ်းနာတော့ကြတာပေါ့နာဆူမီလည်းလိုက်သွားပြီးအကုန်လုံးဆုံပြေးကြတယ်အဲ့ဒီမှာယာမကန်တို့အဖွဲ့နဲ့လည်းတူးကြသေးတယ်ဟာရုကရန်ဖြစ်ဖို့ထိုးစံတိုင်းပြေးထွက်သွားတော့ယာမကန်ကချီဇကူအတွက်တခုဝယ်ပေးဖို့လုပ်နေတာချီဇကူကပတ်စံပြန်ပြီးတော့ယာမကန်ကစိတ်တူသွားသေးတယ်နာဆူမီကဒါကိုမြင်တော့ယာမကန်ကိုမင်းကတော့ဒီနီးနဲ့ချီဇကူကိုပြောမလုပ်နိုင်ပါဘူးဆိုပြီးတွားဆော်လိုက်တော့ယာမကန်ကနာဆူမီခေါင်းကိုဆွဲပြီးပါဇက်ပိတ်ထားအစံလို့ပြန်ပြောလိုက်တယ်နောက်ဆုံးမှတော့နေ့တစ်ကူနေထွက်တာကိုကြည့်ဖို့ဟာရုတို့အိမ်ခေါင်မှုပေါ်ရောက်သွားကြတယ်အဲ့ဒီမှာမီဆူယိုရှိကနာဆူမီကိုမင်းဒီကိုလာနိုင်လို့ငါတကယ်ဝမ်းသာတယ်လို့ပြောလိုက်တော့နာဆူမီတယောက်ရင်တွေခုန်တော့ရပြန်တယ်မီဆူယိုရှိကအချစ်ဆိုတာကောင်းပါတယ်လူတယောက်ကိုပြောင်းလဲစေနိုင်တယ်ဆိုပြီးခမမိုက်စကားတွေပြောလိုက်တာပေါ့နေထွက်လာတာကိုအားလုံးတူတူကြည့်ကြရင်လည်းရီထွေးတဲ့ခံစားချက်လေးတွေနဲ့အဆုံးသက်သွားခဲ့ပါတယ်ဟာရုနဲ့ချီဇကူကြားကဆက်ဆံရေးကလည်းပိုပြီးခိုင်မာလာသလိုနာဆူမီရဲ့ရင်ခုန်တံတွေကလည်းပိုပြီးကြေလောင်လာခဲ့တယ်ခက်အေးချီဇကူကတော့နေမင်းကြီးကငါတို့ကိုထိတွေ့နေပြီဆိုပြီးဆာလာတွေနဲ့လာနေတာဒါပေမဲ့ဘီနာကခက်ကြကြောင်ဟာရုကတော့ကျုပ်တိပီတာတွေလာပြောနေသေးတယ်အရှင်တွေကုံတွားလိုက်တာပြက်ကလေးတောင်ရက်တွေအတော်ဆိုးရပြီချီဇကူတယောက်ဟာရုနဲ့မတွေ့ရတာကြလို့တတိယနေတုံးရှိသေးတယ်ဒီကောင်ဟာရုကပဒေးပေါက်ကနေဆောက်ရလမ်းဖို့ကောင်းရုတ်တရက်ကြီးခုံတက်လာတယ်ငါတခုခုချာနေတာဆိုပြီးအလောတကြီးနဲ့ပြန်ပြေးတော့ပြန်ရောဒီကောင်ဘာတွေဖြစ်နေလဲတော့မသိဘူးသူဖုံးဖို့တော့မိထားခဲ့တယ်နာဆူမီကတော့ကော်ဖီတောက်နေတော့ဟာရုကြောင့်လက်ဖြတ်တွားတာပေါ့ဟာရုကတစ်မျိုးလုံးပတ်ပြီးတခုခုဆောက်ရအတေးတန်ချနေတာသူရဲ့ပိုက်ကွန်တို့မျက်မှန်တို့လည်းနေရာတကာမှာမိခဲ့တယ်ဆဆာယန်ကဟာရုဖုံးစီကိုဆက်လာတော့ချီဇကူကကိုင်းလိုက်တယ်ဟာရုတယောက်အရန်ရေးကြီးတဲ့အရာတစ်ခုပြောလို့ချာနေတာတဲ့နာဆူမီကလည်းဟာရုအိမ်ကိုပစ္စည်းတွားဖို့ပြင်မဲ့ဘယ်သူမှမရှိဘူးဟာရုကတိပိတ်တွေဂျားတွေကနေအလင်းအမြန်နှုံးနဲ့ပြေးထွက်လာတယ်ရှာမတွေ့သေးဘူးတဲ့ဒီကောင်ဘာတွေအဲ့လောက်ရှာနေမဲ့ကိုမတီးတော့ဘူးသူတငယ်ချင်းတွေကဂယူဆိုင်အောင်လို့ပြောနေတော့မှရှိသေးတယ်လူကအဝေးကိုရောက်သွားပြီဟာရုကတော့ရိတ်ကိုတော့လမ်းမှာချခဲ့သေးတယ်ချီဇကူတယောက်ဟာရုအိမ်ကိုတွားရင်တခြားတငယ်ချင်းတွေနဲ့တွားဆုံတယ်အားလုံးကဟာရုကိုဝမ်းရှာပေးဖို့လုပ်နေကြတာဟာရုကတော့မျက်ခင်းပြင်းတွေနားမှာရှိနိုင်တယ်လို့ချီဇကူကခန့်မှန်းလိုက်တယ်ရမကန်ကတော့ကူရှာပေးဖို့ပြောတာကိုငါမှတခြားအလုပ်တွေရှိသေးတယ်ဆိုပြီးစောက်ချိုးမပြေစွာနဲ့ညင်းလိုက်တယ်နာဆူမီကမင်းတို့ကတငယ်ချင်းတွေမဟုတ်ဘူးလားဆိုပြီးစိတ်တူနဲ့ပြောတော့မှသူတို့လည်းလိုက်ရှာဖို့သဘောတူလိုက်ကြတယ်နောက်ဆုံးမှာတော့ချီဇကူတယောက်တည်းဆက်တွားရင်းနဲ့ဟာရုကိုတွေ့လိုက်ရပါတယ်ဟာရုကဘာကိုရှာနေတာလဲဆိုတော့ညဘက်မှလင်းနဲ့ပိုးဆုံကျူးလို့အကောင်လေးတွေကိုရှာနေတာအကြောင်းရင်းကတော့ချီဇကူကိုအဲ့ဒီအလားတရားကိုပြချင်လို့တဲ့စောက်ရန်တွေကိုရိုးပြချင်နေတာပဲဖြစ်ပါတယ်ဟာရုကချီဇကူအတွက်ရှာထားတဲ့အကောင်လေးတွေကိုပြလိုက်တော့ချီဇကူတော့အံ့ဩသွားရတယ်ဟာရုကပြောတယ်ဒီလိုအကောင်မျိုးတွေကမြင်ရခဲ့တယ်ဒါပေမဲ့သူကချီဇကူနဲ့အတူမြင်ချင်လို့ရှာခဲ့တာတဲ့ချီဇကူကတော့ဒီကောင်ဟာရုကိုဘလို့မှနားမလည်နိုင်သေးဘူးလို့တွေးနေပေမဲ့သူ့ရင်ထဲမှာတော့နှွေးထွေးနေတယ်သူတို့နှစ်ယောက်သူတို့ကောက်ခွင့်ရံကအလေးနန်းတွေကိုကြည့်နေကြတာဟာတကယ်ကိုကြည်နူးဖို့ကောင်းလာပါတယ်ချီဇကူတယောက်တည်းမဟုတ်တော့ပဲဘီနာမှာဒီလိုခက်ကြကြောင်ဒါပေမဲ့စိတ်ရင်းမှန်တဲ့ဟာရုရှိနေတာဟာအကောင်းဆုံးပဲလို့ခံစားလိုက်ရရင်လည်းပဲဒီဇက်လန်ကဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်အားပေးကြတဲ့ငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဇက်လန်နောက်တစ်ပတ်နေရင်ပြန်တွေ့ကြပါမယ်